Hello အားလုံးမင်္ဂလာပါကျွန်မျက်နှာလုပ်ငန်းကိုလုပ်ကိုင်တော့မယ်ဆိုရင်ငွေကြေးအကျိုးမြတ်ရလိုမှုတစ်ခုကြောင့်တော့ကြောက်ကိုမလုပ်စေချင်ပါဘူးအဓိကဘာလို့လဲဝါဒနာလိုပါတယ်ဝါဒနာရဲ့ကျွန်မျက်နှာတွေရဲ့တဘာဝကိုချစ်တဲ့စိတ်လေးရှိမှဒါကြောက်လို့ပါလို့ပဲကျွန်တော်အကြံဉာဏ်ပေးခြင်းပါတယ်ဘာလို့လဲဆိုတော့ကျွန်မျက်နှာလုပ်ငန်းဒီတခြားလုပ်ငန်းတွေလိုပဲပေါ့အများနဲ့အဆင်ပြေချောမွေ့နေလိမ့်မယ်လို့တော့မရှိပါဘူးကျွန်မျက်နှာပေးတဲ့အခက်အခဲတွေကြက်တဲတွေနဲ့ရင်ဆိုင်ရမှာအဲ့လိုရင်ဆိုင်ရတဲ့နေရာမှာငွေကြေးအကျိုးမြတ်ရလိုမှုတစ်ခုတည်းနဲ့ကြောက်မျက်နှာကိုလုပ်မယ်ဆိုရင်အဲ့ဒီစိတ်ညစ်တန်ကိုခံနိုင်မှာမဟုတ်ဝါဒနာတကယ်ပဲကြောက်မျက်နှာကိုချစ်မြင့်လို့တဲ့ဝါဒနာလည်းပါတယ်ဆိုတဲ့စိတ်လေးချီခံမှာဒါဒီကြောက်လွတ်ကားကပေးတဲ့ဒီစိတ်ကြက်တဲတွေကိုရင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဟုတ်ပါပြီကျွန်တော်ဒီနေ့ပြောပြစရာစကားလေးတချို့ရှိပါတယ်အဲ့ဒါပါတယ်ဆိုတော့တိတ်မပြောချင်ပေမဲ့လည်းပြောရမယ့်ကိစ္စပါ PG ခရီးမြန်မာနိုင်ငံမှာကခရီးဆိုတာကဟုတ်ပါတယ်မြန်မာနိုင်ငံထွက်တဲ့ဗရမများရဲ့တကယ်သူ့ရဲ့အမတ်သားလည်းဖြစ်ပါတယ်အောင်မြင်ခြင်းလည်းဖြစ်တယ်ပေါ့လေဆိုတော့ခရီးဆိုတဲ့ဗရမများတစ်ပွင့်ကဘယ်လိုအလားတရားရှိပါတယ်ဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုကျွန်တော်တို့လူကြောက်ကုန်တဲ့တယောက်ကတော့တီးကြကိုဖွင့်တင်ပြီလို့ထင်တယ်ပေါ့လေအားလုံးသိကြပါတယ်ကြောက်ကုန်တဲ့တိုင်းတော်များများခရီးတစ်ပွင့်ရဲ့အလားပါကိုခံစားနိုင်စွမ်းရှိတယ်တို့ပေမဲ့လည်းတို့နှုတ်ကထုတ်ပြောဖို့တချို့လည်းမထုတ်ပြောပြတာတချို့လည်းမပြောတတ်တာပေါ့အဲ့လိုကြောင့်မပြောပြကြတာပေါ့ဒါပေမဲ့ဒီညမှာကျွန်တော်တို့ပြောလဲပြောခြင်းတယ်ပြောလဲပြောတတ်တယ်လို့ထင်တာလည်းကျွန်တော်ပြောတာပေါ့ဟုတ်ပါပြီခရီးဆိုတာကဒီလိုပြနော်ကျွန်တော်အင်မတန်လာပါတော့ကြောက်ရည်ပါကြောက်ရည်ရရင် bread ဆိုတဲ့အနီပြေဝမှုက90နဲ့100ကြားမှာရှိတဲ့အနီပြေဝမှု90နဲ့100ကြားမှာရှိတော့ကြောက်ရည်ကခရီးအလားကိုရတယ်ပေါ့လေအဲ့တော့ခရီးဆိုတဲ့အလားတစ်ပွင့်ကတဲ့မဟုတ်ကြောက်မျက်နာတွေမှာအရင်တိုင်းမှာကြောက်ဒီကအပွင့်100မှာ100လုံးကြောက်ရည်ခိုင်လုံး90နဲ့100ကြားကိုရောက်လာပြီဆိုတာ ਨੇ တူမာကခရီးကိုလာကိုဖြစ်စေတဲ့အကြောင်းတရားလေးတစ်ခုပါတယ်အဲ့ဒါဘာလဲအင်မတန်နုနယ်တဲ့ဂော်ဗျာနုလေးဂေါ်လို့ပြောလိုက်လို့ကြောက်ရည်အပြက်တဘောကြီးကိုပဲဆိုလိုတာမဟုတ်ပဲねကြောက်တယ်မှာလည်းဂော်ဗျာနုလေးရှိတယ်ဆိုတော့ဆိုလိုတာအဲ့ကျတော့ကြောက်ရည်ခိုင်လုံးကလည်း90နဲ့100ကြားရှိရမယ်90နဲ့100ကြားရောက်ပြီဆိုမှခရီးရဲ့အလားကိုဖြစ်ပေါ်သေးတာပေါ့ဟုတ်ပြီခရီးဆိုတာအခုကြောက်လောကမှာပြောနေတဲ့ direct မဟုတ်ပါဘူး direct မဟုတ်ဘူးဆိုတာကထောင်ကြည့်ရင်နေပြီးဝတ်ထားရင်မဲတော့စိန်လေးပတ်ထားရင်နီညွန့်ညွန့်နဲ့မဲတူးနေတော့ကြောက်တီအလုံးကိုကြောက်ကုန်တယ်ပွဲစားအများစုကခရီးလို့ပြောနေကြတယ်ကျွန်တော်တို့ကြောက်ညမိတ်ဆွေတွေအများစုကလည်းခရီးဆိုကျမမကြိုက်ဘူးတွေဖြစ်ကုန်တာဘာလို့လဲခရီးအစ်စ်ကိုမခံစားမိလို့ခရီးဆိုတာကဘာပေါ်မှာတော့အကောင်းဆုံးကြောက်ဆန်နမူနာထားရမယ့်ကြောက်ရည်လေးဗျအဲ့ကျတော့ကြည့်လိုက်တာနဲ့ကိုအင်မတန်ဆွဲဆောင်မှုရှိတော့ကြောက်တဝင်းဖြစ်ပါတယ်ခရီးဆိုတာအင်မတန်လာတာကြည့်လိုက်မယ်ဆိုရင်သူ့မှာရှိရမယ့်ကြောက်ရည်ရယ်သူ့မှာရှိရမယ့်အလင်းပွင့်အားတွေလည်းရှိပါသေးတယ်ခရီးရောက်ပြီဆိုတာနဲ့နီညွန့်ညွန့်မဲမဲတူတူကြီးတို့အဲ့လိုခံစားချက်မျိုးဖြစ်နေတာဟိုကဒါခရီးအစ်စ်မဟုတ်လို့ပါနော်အဲ့ကျတော့ကြောက်လောကမှာအမြဲရှုပ်ထွေးနေတဲ့ပြဿနာအားလုံးပဲပွဲသားရောက်100မှာ100လောက်ကကြောက်ရည်ကြီးတယ် direct ဖြစ်သွားပြီဆိုတာနဲ့ဒါလာတယ် PG ရေးလေးလို့ပြောကြတယ်အကြောက်ကုန်တဲ့အများစုကလည်းအဲ့ဒါကို PG ရေးလို့ပြောကြတယ်ဒါဆိုရင်ကျွန်တော်ဒီ PG ကိုရှင်းကိုရှင်းမှဖြစ်တော့မယ် PG ဆိုတာ direct ဆိုတဲ့အလားတရားဟိုတော့မရောက်ပါဘူး direct ဆိုတာတော်တော်ကိုကြောက်ရည်ရခိုင်တော့တရားပြေဝပြီးပြေဝတဲ့ကြောက်ရည်ပေါ့လေညီရဲပြီးညှို့နေတဲ့အလားမျိုးကို direct ခေါ်တာတချို့ PG လို့ဟိုဒါနာမည်တက်ထားတဲ့ကြောက်တွေက direct ကိုတောင်ကြော်လွန်ထားတဲ့ deck ဖြစ်နေပြီပေါ့အဲ့ဒါလေးလည်းကျွန်တော်သိရမယ်ဆိုတော့ဒီဘေက PG ဆိုတာဘယ်လိုလားတရားလဲဆိုတဲ့ကိစ္စကိုရှင်းရှင်းလင်းလင်းမြင်တာအောင်ကျွန်တော်တို့ကပြောမှဖြစ်တော့မယ်ဗျဒါကြောင့်မို့ကျွန်တော်တင်နန်းဖွင့်ပါတယ်တင်နန်းကြော်ညာတာမဟုတ်ပါဘူးတင်နန်းကိုလာတက်စီခြင်းတဲ့တဘောလည်းမဟုတ်ပါဘူးကျွန်တော် PG ကိုကျွန်တော်တင်နန်းမှာတော့စနစ်တကျကိုရှင်းပြဖြစ်ပါတယ်ဟိုခဏလေးအတွင်းမှာဒီ PG ကိုရှင်းပြလိုက်လို့မလွယ်ကူတဲ့ကြောင့်ကျွန်တော်ကြောက်ရည်တွေကြောက်ရည် color တွေကိုလည်းရှင်းပြဖို့လိုတယ်ကြောက်မှာပါဝင်တဲ့အပြစ်နာတွေကိုလည်းရှင်းပြဖို့လိုတယ်ဂေါ်တွေကိုလည်းရှင်းပြဖို့လိုတယ်အောင်းဝင်တွေကြောက်ရလောက်ဖြည့်စည်းတဲ့အောင်းဝင်တွေလည်းရှင်းပြဖို့လိုတူချွန်းတူပဲကြဖို့တွေအလင်းဝင်ဖို့အလင်းရံမှုကိစ္စတွေလည်းရှင်းပြဖို့လိုတယ်ဒါမို့ကျွန်တော်ကတင်နန်းကိုဖွင့်တယ်ပေါ့လေစနေကြဖွင့်နေတဲ့မှာအဲ့ဒီကိစ္စတွေလည်းပါပါတယ်နော်တင်နန်းကိုတင်နန်းကြော်ညာတာတော့မဟုတ်ပါဘူးဒါရင်ထဲကနေပြောပြခြင်းတဲ့စကားမလို့ထပ်ပြောတာပါ PG ဆိုတဲ့လာတရားတစ်ပွင့်ဟာအင်မတန်ကိုလာပါတယ်လာလုံးလို့လည်းကဘာမှအကောင်းဆုံးကြောက်ရည်မြန်မာမှာအကောင်းဆုံးကြောက်ရည်ဆိုတဲ့ခရီးရည်ကိုဆိုလိုတာဖြစ်ပါတယ်ကျတော့အထင်မလွဲကြပါနဲ့နော်ကျွန်တော်တို့တီးကြလေးဆုံးဖြတ်ချမယ်ကောက်ချက်ချမယ်ဆိုရင် PG ဆိုတဲ့လောက်အားလုံးမြင်နိုင်လာမှာပါလောလောဆယ်တော့ PG ဆိုရင်အားလုံးခေါင်းရမ်းနေစိတ်နာနေကြပြီဗျဘာလို့အတိတ်ပဲကောက်မှလို့ဒါကြီးကိုစနေကြပြောပြမဲ့လူလည်းတိတ်မရှိကြလို့ပေါ့ဟုတ်ကဲ့ပါဟုတ်ဒါလေး
ထောက်ပံ့လေးဖြစ်တယ်ဆိုရင်ပဲကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ good night ပါဟုတ်